จิจิตะချမ်းသာပေမဲ့အလိုတမ်းမလုပ်ပဲကဆေးနဲ့လုံးလုံးဝေဖန်ခံနေရတဲ့ဝင်းမုံရွှေကြီးပရိသတ်များလုံးမင်္ဂလာပါရှင်ရောက်ကမီဒီယာကနေပြန်လဲကြိုဆိုလိုက်ပါတယ်တိန်3သိန်းတန်ကြောက်စိမ့်လဲဆွဲနေတူတန်ဖိုးကြီးရတနာတွေဆင်မြန်းနေပေမဲ့အလိုတန်းကဆေးနဲ့လုံးလို့လူပြောများနေရကတော့တရုတ်ဆောင်မင်းသမီးဝင်းမုံရွှေကြီးပါမင်းသမီးကျော်ဝင်းမုံရွှေကြီးဟာဆိုရင်တော့မြန်မာနိုင်ငံမှာတကယ်ကိုအောင်မြင်ကြော်ကြပြီးတော့လူကြိုက်များတဲ့ထိတ်တန်းမင်းသမီးတစ်လက်ပဲဖြစ်ပါတယ်ဝင်းမုံရွှေရဲ့ခင်ပွန်းတဲ့ခရိုနီတထေးကြီးကိုနိုင်ဖြိုးကျော်ဟာဆိုရင်မြန်မာနိုင်ငံအနှံ့အပြားမှာစီးပွားရေးလုပ်ငန်းများစွာကိုပိုင်ဆိုင်ထားခဲ့သူတယောက်ပဲဖြစ်ပါတယ်ဒီလိုမျိုးဇနီးမောင်နှံနှစ်ယောက်ပူးပေါင်းလိုက်ရင်မြန်မာနိုင်ငံမှာအချမ်းသာဆုံးဆိုတဲ့တထေးကြီးဇနီးမောင်နှံအဖြစ်ရပ်တည်နိုင်ခဲ့ရပါဒါပေမဲ့လည်းလူတန်းမှုတွေကနေပါနေခဲ့ပြီးအမှန်တကယ်ကိုအကူအညီလိုအပ်နေတဲ့သူတွေပုံမှန်တောင်မလူတန်းတာကြောင့်လက်ရှိမှာတော့ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်ဝင်းမုံရွှေကအမေများအဖွဲ့မှာအိမ်ခေါင်မိုးကိုလူတန်းမယ်လို့ပြောခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အခုဆိုရင်တော့အမေတော်နဲ့ဆန်ကဝင်းမုံရွှေကလာမလူလို့အမေများအိမ်ယာအိမ်ခေါင်မိုးကိုစူပါဂလူးတွေကော်ရီနဲ့ကတ်ထားရပြီလို့ဆိုပါတယ်အားလုံးသိကြတဲ့အတိုင်းအကယ်ဒမီတော်နဲ့ဆန်ကအမေများအဖွဲ့ရင်းအကအဖွဲ့ကိုဦးစီးနေတယ်လို့တက်ကြီးဝါကြီးရုပ်ရှင်တရုတ်ဆောင်အမေတွေခိုကိုရမယ်ဖြစ်တဲ့အခါမှာနားကိုနိုင်ဖို့အတွက်အမေများအိမ်ယာကိုစောက်လုပ်ထားတာဖြစ်ပါတယ်ဒီလိုမျိုးစောက်လုပ်ထားတဲ့နေရာမှာလည်းအမေတော်နဲ့ဆန်ကပဲသူ့ရဲ့အိတ်ဆိုင်ငွေတွေနဲ့စောက်လုပ်လူတန်းပေးထားတာပါဒီလိုချိန်မှာအမေများအိမ်ယာမှာအခေါင်မိုးကလည်းပေါက်ပြဲလာပါတယ်ဒါကြောင့်မလို့အလူရှင်လိုအပ်နေရပါဒီလိုမျိုးအလူငွေလိုအပ်နေချိန်လူမဲလို့ဂရီပေးခဲ့တာကနိုင်ငံကျော်ရုပ်ရှင်မင်းသမီးဝင်းမုံရွှေပါဒါပေမဲ့လည်းအခုချိန်ထိဝင်းမုံရွှေကအမေများဖွဲ့ကိုလာရောက်မလို့တန်းသေးရဖြစ်ပါတယ်။အမေများအိမ်ယာအိမ်ခေါင်မိုးပြင်ဆင်စရိတ်ကိုတွက်ကြည့်လိုက်တဲ့အခါမှာ3600ကျော်ကုန်ကျမယ်လို့သိရပါတယ်။ဒီလောက်ထိအများပြားလွန်တာကြောင့်အမေတော်နဲ့ဆန်တို့ကလည်းအမေများဖွဲ့အတွက်ဝင်းမုံရွှေစီကနေအလူခံဖို့အားနာနေကြရပါပြီ။ဝင်းမုံရွှေကချမ်းသာတဲ့တထေးမကြီးဖြစ်နေပါစေ။3650ဆိုတာကမနည်းတဲ့ပမာဏဖြစ်လို့အမေများဖွဲ့ကလည်းဝင်းမုံရွှေကိုဆက်သွယ်အလူခံရမှာမဝင်မရဲဖြစ်နေခဲ့ရှာပါတယ်။ဒါကြောင့်အလူမခံရဲပဲနဲ့အိမ်ခေါင်မိုးကိုပဲကိုနဲ့ကပ်ပြီးတော့ဒုက္ခရောက်နေရဖြစ်ပါတယ်။ဝိုင်းရင်တရုတ်ဆောင်မင်းသမီးတော်နဲ့ဆန်ကဝင်းမုံရွှေများလာလို့မလားဆိုပြီးမီဒီယာတွေကနေပြောနေပေမဲ့ဝင်းမုံရွှေကတော့အခုချိန်ထိကက်ဆေးနေပြီးလာမလို့သေးရဖြစ်ပါတယ်။အခုချိန်မှာဝင်းမုံရွှေကကြော်ညာများစွာကိုရိုက်ကူးနေပြီးတော့အနုပညာလှူရှားမှုတွေများစွာကိုလည်းပြုလုပ်နေပြီဖြစ်ပါတယ်။ဒါပေမဲ့အမေများဖွဲ့ကတော့လူတန်းဖို့တက်ဆက်သွယ်လာတာမျိုးမရှိခဲ့ပါဘူး။ဒါကြောင့်အခုချိန်မှာအမေများဖွဲ့အနေနဲ့ဘာလို့လုပ်ရမှန်းမသိအောင်ဖြစ်နေပြီးတော့ဝင်းမုံရွှေစိတ်ကောင်းဝင်ပြီးလာလူဖို့အတွက်ထိုင်ဆောင်နေရတဲ့အကြောင်းကိုအင်တာဗျူးကနေတဆင့်တနိုင်ငံလုံးသိအောင်ပြောသားခဲ့ရဖြစ်ပါတယ်။ဝင်းမုံရွှေကိုမပြောရတဲ့အကြောင်းအခုလိုမျိုးအင်တာဗျူးနဲ့အတူတနိုင်ငံလုံးကိုပြောလိုက်တာပဲဖြစ်ပါတယ်။ဝင်းမုံရွှေကအချမ်းသာဆုံးခရိုနီတတိကတော်ကြီးဖြစ်ပေမယ့်ကိုယ့်အတွက်ကိုပဲကြည့်ပြီးတော့သူမတို့အတွက်ကိုလူတန်းဖို့စကားဆမလာတဲ့အကြောင်းအခုလိုဖော်ထုတ်လာခဲ့တဲ့အမေတော်နဲ့ဆန်ပေါ်မှာမိမိတို့ရဲ့အမြင်လေးကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။